အားလုံးမင်္ဂလာပါ Max ဒီနေ့ထမင်းလွတ်မောင်ငါချက်စားပါတယ်မလေးထည့်မယ်နော်မောင်ငါဆိုတဲ့အတိုင်းဟောဒီမှာစီချက်မစကာတီစီချက်ကိုမင်းညကြရစီတက်ထားတာပါဒါလော်တောင်းလည်းမနေ့ကပဲထောင်းထားတာဒီဟင်းရဒီမနေ့ပေါ့နော်ဒီနေ့မနေ့ချက်ထားတာအိုဘဲဦးလေးနဲ့အိုဘဲဦးလေးပါညသည်နနမင်းအကျော်တော့ဒီနေ့အေးရထားနောက်ကြလို့မကြော်တော့ဘူးเนาะအစတော့ကဘူတိကြော်စားမလို့ကဲဟင်းထည့်လိုက်ပါအောင်မယ်ဟိုပဲဦးလေးနဲ့ကျွန်တော်ဆိုဟင်းရတိုးချက်တာစီချက်ထည့်မယ်ကိုယ်တိုင်လော်ပြီးထောင်းထားယူသည်လော်တောင်းနန်းပင်မစကမငမ်းပြရေးထည့်မယ်အကြော်မပါတော့တမျိုးလိုနေနမလက်နောက်အဲ့ရထားနောက်ကျသွားစားကြပါအောင်ရှယ်ရကောင်းဒီနေ့ထမင်းလို့ဆွဲပြီမတ်မနီယာဂျိုရောက်တာဂျာမနီမှာထိချ3နှစ်ပြည့်ပေါ့နော်3နှစ်ပြည့်အထိမလည်းပြည့်ကဲမောငါလည်းစားကျင်တာနဲ့လှုပ်ဆက်လိုက်ပါတယ်ထည့်လိုက်ပါအောင်မယ်ပေါ့ကိုအိမ်မှာလှုပ်စားဆိုတော့အဝါဆွဲလို့ရပါကဲအရင်ထည့်မယ်ဆက်ပြီးတော့ဆက်စားလိုက်ပါအောင်မယ်ဝါရမွားသေးပေါ့နော်ဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်